ကဝင်းမှာရွှေရောင်ချုံလွှမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်းသိမ်းသောအနာဂတ်မှာ MYANMAR ရေကောင်းများရဲ့မိတ်မွေးစကားရှင်မစင်သိတာဘူကောင်ဖက်ကသွေးဒီရဲ့ဖေရှောင်းမပဲဘူး hey ရေကောင်းတော့ထွန်းလို့မပဲစာတီသွေးစာတီမကေဟဲရေကောင်းဆိုတော့မြမတွေဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာယူပဲတော့အိမ်မကိုတော့တဲ့ပြလို့ MYANMAR မြန်မာတဲ့ hey မြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့ကြိုးစား MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပုံမကြိုးစား MYANMAR နော်လင်းချမ်းများနဲ့ရှေ့ခီးဆက်အခိုင်မာချီလမ်းများဘူကောင်ထက်ကပွင့်ဒီရဲ့ဖေရှောင်းမပဲဘူး hey ရေကောင်းတော့ထုံးမလို့မပဲစာတီဝဲစာတီမနေနေရတာဆိုတော့မြမာရင်းဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာယူပဲတော့အိမ်မကိုတော့တဲ့ဝင်းလို့ MYANMAR မြန်မာတဲ့ hey တော့အိမ်မကိုတော့တဲ့သွေးလို့ MYANMAR မြန်မာတဲ့ hey မြန်မာ nationally ရေရတော့ကြရတော့မြန်မာ nationally ရေကောင်းတို့ရဲ့ဝေးပွားရေကောင်းထက်ကသွေးဒီရဲ့ show မပဲဘူး hey ရေကောင်းတော့ထုံးလို့မဲစာတီတွေစာတီမကေရေရတာဆိုတော့မြန်မာတွေဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာ